လားချပြီချပြီပတ်တဲ့မဲ့မောင်းတဲ့ကဟိုးတော့စိုက်ထရကြီးတွေတီးတာလေတီးမှုအမှန်တော့တီးတဲ့ပုံစံဟုတ်တယ်ဟာဒီအဲ့လားအဲ့တော့ခဏလေးခဏလေးဟုတ်ခဏလေးဒီလိုတော့အော်ဟဲ့ဘယ်ပြန်မြောင်းကြီးကွာဟာကောင်းတယ်တမီးပတ်တဲ့မဲ့မောင်းတဲ့အဲ့လားကတမီးဘာမှမြမတဆေကျူအောင်ဆက်လင်းနေတာတော့တီးခဲ့တယ်တီးမှုနှစ်ခုအိုင်နှစ်ခုဖြစ်နေပြီတမီးဟိုစောင်းတိစောက်ခိုးတွေဖြစ်မယ်နော်တမျိုးနဲ့တည်းရတယ်ရိုးလို့ချင်မိုးရဲ့တမျိုးနဲ့တည်းရရိုးအဲ့လို့ဒါပြောတာကိုချင်မိုးသူ့ဆရာအောင်တပြီတန်းကောင်းမှလည်းအဲ့ဒါကိုပြောတာဒါဆရာတော်တည်းဘိုးကြီးဆရာသင်ကြားပေးထားတဲ့တက်ပညာတွေအဲ့ဘာဆရာတော်ကလည်းတက်လာတော့ तू ကတီးတက်တာတော့မင်းတို့ဘယ်ရောက်မှတော့မဟုတ်ဘူးငါတည်းလည်းတော့ဘယ်ရောက်လဲနော်တမီးပတ်တဲ့မောင်တွေပဲဟုတ်ကဲ့တဲ့အဲ့တော့ဆိုင်ရတဲ့ကဆေပြီးဟိုဆက်နေတာတော့တီးခဲ့တယ်တီးမှုတီးဟန်ဒါကလည်းအတော်လေးကိုပြတ်ဝင်နေပါလေခင်ဗျမြန်မာရိုးရာအမှုတွေကတော့ပြန်လဲဖော်ထုတ်တော့အဖြစ်တမီးလေးရဲ့မောင်တစ်ဖက်ပတ်တစ်ဖက်ပတ်တစ်ဖက်မောင်တစ်ဖက်ဘလို့နားဆဲရတယ်ဆိုတမီးကြားကြည့်အောင်ဟာရှက်ကြီးသူတို့ဟဲ့မမမတောင်းကွာဟုတ်တယ်နော်တမီးဟုတ်တယ်ငါလက်ထားတာကွာလေအဲ့တော့တမီးအတီးလေးနဲ့ပေါ်သွားအောင်